ဒီမဟင်းကကောင်းတယ်စားကြည့်တော်ပင်ကနည်းနည်းစက်မတွဲချင်တော့ ဟမ် တွေ့လားအဲ့ဒါပဲကြည်လေရေးကြီးရဲ့ကိစ္စပြောနေရဟောင်းနေအယောငါစီမအောင်မရှိဘူး အာယုံမရှိတာမဟုတ်ဘူးလေငါတို့ပြောပြီးသားလေဒီကိစ္စကို ဘာပြောဖို့လို့လဲ ဒီလိုမျိုးလူတွေနည်းနည်းများနေကိုအာယုံသိပ်ဆိုင်လို့မရဘူးလို့ပြောထားရလေ ဟမ်ဘာလဲအဲ့ဆိုငါတို့အိတ်ခမ်းထဲမှာပဲစကားပြောရတော့မှာလား ဟာအဲ့ဒါလည်းမဟုတ်သေးဘူးခဏနေဦးဒီကိုဘာလို့ခေါ်လာရလဲ ဒီဆိုင်ဘာဖြစ်နေလို့လဲ အော်ဒီဆိုင်ကဘာမှဖြစ်ပါဘူးဒီဆိုင်လေးကသူ့အနေနဲ့သူအဆင်ပြေတယ်ဟိုကအော်ဒီမှာနန်းကြီးတော့ရလားမဟုတ်သေးပါဘူးချီရအရေးကြီးတဲ့ကိစ္စပြောမယ်ဆိုလို့ရှိရင်လည်းဘောက်ဒီကိုခေါ်လာရလဲ ဒီမှာလက်ဖက်ရည်ကောင်းလို့လေ ဟမ်